แต่จานเนี่ยเปล่าเนี่ยแหละใช่ไหมล่ะ โอ้ดีนี่แต่จานเอายีโค้งเลยเล็กโค้งเลยผู้ช่วยเลยแต่จานแหละตัวก้าเราเนี่ยสุดเลยยีโค้งโดนเล็กโค้งเลย好啦ပြောလားเนี่ยပြောလားဒီနေ့แต่จานเนี่ยပြောလားစာတော့စမေးလည်းပြောဝင်လေဘယ်လိုလဲဒီနေ့จานเนี่ยโอเค14ရက်နေ့မှာကျွန်တော်တို့အရောက်ပုံမှာပြောရှင်တော့နေ့ရက်လေကိုလည်းကြမ်းပါတယ်စိတ်လည်းချမ်းသာတယ်ကိုရေးကြီးကိုလည်းဘာမှလည်းစိတ်ပူကြမရှိတော့ပါဘူးကဲ ဒီတစ်ခါတော့အားလုံးကိုကြည့်စိတ်ချမ်းသာကိုချမ်းသာပြီးလိုဝရဆန္ဒပြည့်ဝပါစေတော့ ဒါဒီမာလည်းဘာလဲဘာပြောတာလာသေးတယ်ကစားမရတာแต่จานเนี่ย သားကျွန်တော်ကမော်ဒီရောတမီရောလဲတယ်ပြီး ပြောရဲလေก็ดี နိုင်ဝင်ရတယ် အဲ့ဒါဘာတော့ဘောလားကုန်းစားမလို့ကုန်းစားမလို့ စိတ်ချမ်းသာတဲ့မျက်နှာ ကဲแต่จานလဲပါဘယ်လိုသွားလဲဟုတ်လားแต่จานလဲမှာ ဒါမဲ့ခဏနဲ့ကြာရီသွားပဲ့မှာ အဲကြည့်တော့ဘောကြ အာဒါရီတက်ပဲ့မကြီးဘောနော်ဒါမဲ့တချို့တွေကပြောတော့ကျွန်တော်ဒီအင်ဂျီကိုတော့ခလေးတငယ်နာနဲ့ကျွန်တော်မဟုတ်ပါ ဒီ ဘူး ပါကစားလာပြီးခွက်ပြီးနေပါ ခလေးတငယ်နာမို့တော့အခုဆိုရင်လူကြီးတငယ်နာဖြစ်နေပါတယ် ဒီလိုတော့နေတာကဲဒါတော့အရန်ကပြောတယ်ပေါ့နော်ဘာဖြစ်လို့ပြောလဲစေဒီမှာစေခလေးရုပ်ဒီဘာမှဝယ်ဆောင်ဘူးပေါ့နော်ရလာဒီတော့ကစားလို့ရနော်ရလက်ဖြစ်စားမလို့ဘူးဟုတ်တယ်နော်ရမလို့တော့ပြီးတော့လက်မုတ်လေးရဒီမှာမုတ်မလားဒီမှာမုတ်လေးရဒီမှာ ဟောလဲတယ်ဟော မလေးရဟုတ်လားလာမနော်ကဲဘာထမ်းတိုင်တော့ကိုကြမ်းမှာမယ်နော်ကဲအကွာကျွန်တော်ဆိုမတဲ့ချင်းကတော့နော်ဒီနေ့တကြံဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ပါလက်ခုတီးပေးပါနော်ကတော့ဒီကဘာပြောရပါနည်းပြောနေပြော တော်ရေး အဲ့ဒါပြောတာ